Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ချင်းမိုင်မှာရှိတဲ့ဒီချင်းတာဟော့ပေါ်သွားစားတာလေးကိုတင်လိုက်ပါတယ်ချင်းမိုင်မှာဆိုင်နှစ်ဆိုင်ရှိတာကိုမှကျွန်တော်တို့ကတော့ဒီနင်မန်ထဲမှာရှိတဲ့ဆိုင်မှာသွားစားခဲ့တာပေါ့နော်ဒီဆိုင်လေးကပြီးတော့ review တွေလည်းကောင်းတယ်ပြီးတော့ချင်းမိုင်ကလူတွေကြားထဲမှာဆိုရင်ဒီတရုတ်မာလာအစစ်အရသာရတယ်ဆိုပြီးတော့နာမည်ကြီးတဲ့ဆိုင်ပေါ့နော်ဒီဆိုင်မှာ option နှစ်ခုရှိပါတယ်ဒီအလာကတ်ပေါ့နော်ကြိုက်တလောက်ယူကြက်တလောက်ရှင်းစတိုင်နဲ့ဒီ buffet style ဆိုပြီးနှစ်မျိုးရှိပါတယ်ဒီကြက်တလောက်ယူကြက်တလောက်ရှင်းဆိုရင်တော့ဒီသူကဟင်းရည်ဘိုးလည်းပေးရမယ်ပြီးတော့ sauce ဘိုးလည်းပေးရပါမယ်ဟင်းရည်ဘိုးကတော့49ဘတ်ဖြစ်ပြီးတော့ sauce ကတော့ဒီ30ပေါ့နော်အဲ့ခါကျတော့ဒီဘာမှမစားဘဲနဲ့ဆိုရင်တောင်မှဘတ်80လောက်ကသွားကြနေပါပြီအဲ့ခါကျတော့တကယ်လို့စားနိုင်တယ်ဆိုရင်တော့ buffet ကတော့တန်ပါပေါ့နော်buffet ကပုံမှန် buffet ဈေးဆိုရင်388ဘတ်ပေါ့နော် promotion ရှိတဲ့အချိန်တွေဆိုရင်တော့ဒီ338ဘတ်ပဲကျပါတယ်338ဘတ်ဆိုရင်မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်တော့4400လောက်ပေါ့နော်သူကဆိုင်ပုံမှာတော့ဒီ299ဘတ်လို့ရေးထားတယ်ဆိုပေမဲ့အေးတောင်းမယ်ပြီးတော့ Thai dessert လေးတွေစားမယ်ဆိုရင်ထပ်ပြီးတော့ပေါင်းသွားတာပါအလာကတ်စားမယ်ဆိုရင်တကယ်စားနိုင်တဲ့ဆိုလဲအဲ့လောက်ဈေးပဲသွားကြတာဆိုတော့ဒီစိတ်ဖြောင်းလက်ဖြောင်းစားဖို့ဆိုရင်တော့ buffet ရွေးဖို့အကြံပေးချင်ပါတယ်ဒီဆိုင်မှာကရွေးချက်စရာဟင်းရည်ကဒီ6မျိုး9မျိုးလောက်ရှိရပါတော့အဲ့ဒါကိုစီချွမ်းမာလာအဆက်ဆုံးစားရဲဆိုရင်တော့အကောင်းဆုံးဖြစ်မှာပါအဆက်ဆုံးလည်းမစားနိုင်ဘူးဆိုရင်တော့ဒီစီချွမ်းမာလာရိုးရိုးလည်းရှိပါတယ်ကျွန်တော်တငယ်ချင်းကအဆက်ဆုံးစားတာဖြစ်ပြီးတော့ကျွန်တော်ကတော့ဒီမာလာပုံမှန်ပေါ့နော်ကျွန်တော်အရင်တုန်းကဒီအလာကတ်စားတော့ကအဆက်ဆုံးကိုဒီအထင်သေးပြီးတော့မာမိလိုက်တာတော်တော်ကိုဆက်ပြီးတော့ပြဲသွားလို့ပေါ့နော်အခုကတော့ပုံမှန်ပဲရွေးချက်လိုက်ပါတယ်ဒီဆိုင်မှာကဒီ sauce တွေကလည်းတော်တော်ကိုနာမည်ကြီးတာပေါ့နော်ပြီးတော့ sauce ကလည်းတော်တော်ရတာရှိပါတယ် sauce မှာလည်းကိုဟာကိုဆက်လို့ရတယ်လို့သူတို့ကိုယ်တိုင်ဆက်ထားတဲ့ sauce လေးတွေလည်းရှိပါတယ် sauce ကအရန် quality လည်းကောင်းတယ်လို့ဒီအရသာလည်းတော်တော်ကိုရှိပါတယ်အဲဒါကြောင့်မို့သူတို့ကတော့ sauce ကအစရောင်းတာပေါ့နော်ဒီဆိုင်မှာကရွေးချက်စရာအသားတွေလည်းစုံပါတယ်ပြီးတော့အသားတွေကအလွာတွေရှိသလိုအကင်လေးတွေလည်းရှိရပါတော့အသားတွေသာမကဘဲနဲ့သူကဥရေဂလီဇာတွေကအစာရှိတာပါဒီဥရေဂလီဇာတွေကလည်းတန့်စင်ပြီးသားဖြစ်တာမို့လို့ညှိနှန်းတော့ကင်းစင်နေတာပေါ့နော်ပြီးတော့သူကတရုတ်မာလာဟော့ပေါ့ဆိုင်ဖြစ်တာဆိုတော့ဒီတရုတ်မာလာဟော့ပေါ့တွေမှာပါတတ်တဲ့ ingredient တွေပေါ့နော်ဥပမာအော့စွန်းတို့ဘာတို့ပေါ့အဲ့ဒါတွေလည်းရှိပါတယ်ပြီးတော့ dumpling တွေကအစပြီးတော့ workout တွေတို့ပြီးတော့ဘဲဥတွေပြီးတော့စိတ်ပစိုးချမ်းအလိုမျိုးအစားအနာလေးပေါ့နော်အဲ့ဒါလေးတွေအစားရှိပါတယ်ပြီးရွက်နဲ့ပတ်သက်တယ်ဆိုရင်တော့ဒီရွက်တွေကတော့စုံပါတယ်ပြီးရင်တော့ဒီအာလူးတို့ကြာဆွဲတို့အစားလည်းရှိပါသေးတယ်အသားတွေကတော့ဟင်းရည်ထဲမှာပြုတ်ပြီးတော့သူတို့ရဲ့ sauce လေးထဲမှာနစ်စားလိုက်တဲ့ဆိုရင်တော့တော်တော်ကိုကောင်းတာပေါ့နော်ကျွန်တော်တို့ကတော့ buffet စားတာဖြစ်တဲ့အတွက် sauce ကတော့3-4ခွက်ယူထားလိုက်ပါတယ်ပြီးတော့အချိန်လေးလည်းရှိတာဆိုတော့ဟိုလိုမျိုးဒီနည်းနည်းလေးယူလိုက်နှစ်လိုက်အဲ့လိုစားမယ်ဆိုရင်တော့မိမမဟုတ်ဘူးပေါ့နော်အဲအကြောင်းမို့ဒီလိုမျိုးအိုးနဲ့တည်ပြီးတော့ပဲစားလိုက်ရပါတယ်ကျွန်တော်ရဲ့ personal ရဆိုရင်တော့ကျွန်တော်ကတော့ဝသုံးသက်သားရဲ့ပြီးတော့ကင်းမွန်ကိုအစားတွတ်ထားတဲ့ဟာလေးရဲ့တော်တော်ကြိုက်ပါတယ်ပြီးတော့ဘဲဥလေးကလည်းမိထားလို့တော့မရဘူးပေါ့နော်ဘဲဥလေးလည်းရမ်းကောင်းပါတယ်ကျွန်တော်အခုထည့်နေတဲ့ဒီပစွန်လုံးလေးကလည်းမစားမဖြစ်ထဲမှာပါပါတယ်အခုကတော့ဒုတိယအိုးအတွက်အစင်သစ်လုပ်ပါတယ်ဒီဒုတိယအိုးထဲမှာတော့ဒီဝတ်သုံးသက်သားပါမယ်ပြီးတော့ကျွတ်နဲ့ကောင်းတာမို့လို့ဒီဘဲဥလေးပါပါတယ်ငုံဥနဲ့ဒီတဟူးကျော်လေးနဲ့ကတော့ထည့်ကြည့်လိုက်တာပေါ့နော်ဒါကျွန်တော်ပြောတဲ့ပြည်ကြီးငါအစာသွလေးပေါ့နော်အရန်စားလို့လည်းကောင်းပါတယ်မာလာအဆက်တွေစားတာဆိုတော့အပြောင်းလဲအနေနဲ့ဒီဝက်ဥချောင်းလေးနည်းနည်းထည့်စားရင်လည်းကောင်းပါတယ်နော်အိုးကမစူနဲ့စောင့်နေခဲ့တာဒီမီးဖွင့်ဖို့မင်းနေကြလို့ပေါ့နော်နောက်ထပ်တစ်ချက်ကကြတော့ဒီနေ့ပစုံကတော့တော်တော်လက်ပြီးတော့ကြီးလဲကြီးပါတယ်အဲအကြောင်းမို့အားရပါရစားဖြစ်ခဲ့တာပေါ့နော်ဒီချင်တာရဲ့ကောင်းချက်တစ်ချက်ကကြတော့ဒီမာလာကလုံးဝကိုအရသာပေါ့မသွားဘူးပေါ့နော်တချို့ဆိုင်တွေဆိုရင်စားတာဒီနောက်ကြရင်အရသာကပေါ့သွားတာပေါ့နော်ဒီမှာတော့လုံးဝအရသာမပေါ့ပါဘူး
ဒီမှာတော့ဒီပဲလစ်ကတော့ရမ်းကိုစားရမဲ့တဲ့ဟာတစ်ခုပေါ့နော်ဒီပဲလစ်လေးကိုဒီခဏလေးပဲပြုတ်လိုက်တယ်လားဆိုရင်သူ့ထက်မှအရည်တွေကစိတ်ဝင်သွားပြီးတော့ကိုယ့်ရဲ့ပါးစပ်ထဲကိုထည့်လိုက်တယ်လားဆိုရင်ရမ်းကိုအဲ့လိုမွန်ထူပြီးတော့ရမ်းကိုကောင်းသွားတာပေါ့နော်ဒါပေမဲ့နည်းနည်းလေးအပူလေးတော့ကြည့်စိုက်ပါပဲလစ်ကပူတတ်ပါတယ်အခုစားမဲ့ဒီတဟူးကြော်လေးကလည်းပဲလိတ်နီးတူပေါ့နော်သူ့ထက်မှလည်းအရည်တွေကစုံဝင်နေတာမလို့စားလိုက်တယ်ဆိုရင်တော့မာလာတွေပြင်းထန်ပြီးတော့လဲချောင်းတဲ့ကိုတောင်ရှင်းသွားပါသေးတယ်တရုတ်ဟော့ပေါ့စားရဲဆိုရင်တော့ဒီကြာဆွေလေးကတော့မစားမဖြစ်ပဲပေါ့နော်ကြာဆွေလေးလေးကျွတ်ကျွတ်လေးနဲ့ကောင်းပါတယ်အခုကတော့ဒီဒုတိယအိုးကကျက်သွားပြီဆိုတော့ဒုတိယအိုးထဲမှာတည်ထားတဲ့ဟာတွေအကုန်လုံးကိုဆယ်လိုက်အောင်မယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်တော့ဒီမာလာအရသာကတော့မဆန်းဘူးပေါ့နော်ဒီထိုင်းမှာကျတော့မာလာစစ်ကိုစားချင်တယ်ဆိုရင်တော့ဒီဆိုင်ကတော့တကယ်ကိုအကောင်းဆုံးခံစားမှုကိုပေးနိုင်တယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဝက်ဥချောင်းလေးကလည်းဒီအသားတွေထဲမှာဆိုတော့ချိုချိုလေးနဲ့ကောင်းပါတယ်ပြီးရင်တော့ဂုံးတွေကလည်းမစားမဖြစ်ပဲပေါ့နော်ဂုံးတွေလည်းကောင်းပါတယ်ဥကလည်းမခါတာမို့လို့ရောက်သွားတယ်ဆိုရင်ဥလေးလည်းစားကြည့်ပါကျွန်တော်တော့ဒီဝက်ဥချောင်းလေးစားရတာတော်တော်ကိုကြိုက်နေပါတယ်ပြီးရင်တော့ငါးလေးလည်းကောင်းပါတယ်နော်ဝက်ခောက်လေးကလည်းတုံနဲ့စားလို့ကောင်းပါတယ်အခုစားမယ်ဒီပဇွန်လုံးလေးကလည်းမစိုးတော့မစိုးဘူးပေါ့နော်ပဇွန်ထဲမှာနည်းနည်းတော့ပင်လေးထည့်ထားတယ်ထင်တယ်ပေါ့နော်နည်းနည်းကျွတ်လေးတော့ပါသေးတယ်မာလာဟော့ပေါ့စားမယ်ဆိုရင်တော့အာလူးကိုအထင်သေးလို့မရဘူးပေါ့နော်အာလူးကဒီနောက်ဆုံးမှစားရဲဆိုရင်အရန်ကိုကောင်းပါတယ်ပဇွန်ကတော့ခွာမှပြင်းတာမလို့ဒီခေါင်းဖြုတ်ပြီးတော့ဒီတိုင်းပဲကိုက်စားလိုက်ပါတယ်ဂုံးတွေကလည်းဒီစားတော့တာနည်းနည်းလေးပေါ့နော်သူ့ဟာနဲ့သူခွာစားရဆိုရင်တကယ်လည်းကောင်းပါတယ်ဂုံးတွေလည်းစားကြည့်ပေါ့နော်ဒါကတော့ထိုင်းအချိုတဲစရာလေးပေါ့နော်ကျွန်တော်တော့ရွှေအေးလေးနဲ့တူအောင်လုပ်ခဲ့လိုက်ပါတယ်ဟင်းရီအိုးထဲမှာဂုံးတွေထည့်ပြုတ်တယ်လားဆိုရင်ဘယ်လိုပြောရမလဲဂုံးကနည်းနည်းဟင်းရီကိုနည်းနည်းမြောက်သွားအောင်လုပ်ပေးတဲ့ဓာတ်လေးတွေပါရပေါ့နော်နည်းနည်းလေးသွားတာလိုအဲ့လိုမျိုးလေးကောင်းပါတယ်အဲအကြောင်းမို့ဂုံးလေးတွေထည့်စားရဲဆိုရင်ဟင်းရီလေးကနောက်ပိုင်းမှာဒီ savory လေးဖြစ်သွားတာပေါ့နော်ထိုင်း dessert ကဒီစိမ့်လေးဖြစ်နေတာကိုမှအဲ့ထဲကကြောက်ကြောအစိမ့်လေးတွေကိုစားလိုက်တယ်ဆိုရင်ချိုလေးနဲ့အရန်ကောင်းပါတယ်အခုကတော့ဒီနောက်ဆုံးအိုးအတွက်ဆိုပြီးတော့ပဇွန်များယူလိုက်ပါတယ်ပဇွန်နေပဲစားမယ်ပေါ့နော်အသားလွာနည်းနည်းစားချင်တာနဲ့အသားလွာနည်းနည်းထည့်လိုက်ပါသေးတယ်ပြီးရင်တော့ဘဲဥလေးလည်းထပ်ပြီးတော့စားအောင်မယ်ပေါ့နော်အရွက်ကလေးနည်းနည်းနဲ့နောက်ဆုံးပိုင်းကတော့ဒီပဇွန်နေအကုန်ပဲပြုတ်လိုက်ပါတော့မယ်နောက်ဆုံးပြုတ်ထားတဲ့ဒီတတိယထဲပေါ့နော်အဲ့ဒါစားဖို့အတွက်လက်စတက်စရာရှိတာအကုန်လုံးကိုလက်စတက်လိုက်ပါတယ်ပြီးရင်တော့အချုပ်ရအသေးယူပြီးတော့ကြံသေးတဲ့ဒီအသားတွေကိုလည်းအကုန်လက်စတက်လိုက်မယ်ပေါ့နော်အခုကတော့ဒီနောက်ဆုံးပိတ်ပေါ့နော်အိတ်နဲ့လွယ်ပဇွန်တွေအကုန်လုံးကိုစားပါတော့မယ်ဒီနောက်ဆုံးလေးမှာတော့ဒီပဇွန်တွေကတော့မစားမဖြစ်ပဲပေါ့နော်ကျွန်တော်ကတော့ဒီ3တဲ့မြောက်စားလိုက်တယ်ဆိုတော့နည်းနည်းတန်သွားရလို့တော့ခံစားရပါတယ်ပြီးတော့ဒီမှာဘဲဥကလည်းရှားတာဆိုတော့ဒီဘဲဥများစားပြတ်ပါတယ်ပြီးတော့ဘဲဥနဲ့မာလာနဲ့ကတကယ်ကိုကောင်းတာပေါ့နော်ကျွတ်ရဲဒီမာလာဆက်ရဲကတော်တော်လေးလိုက်ဖက်ပါတယ်ကျွန်တော်တို့စောက်ကျင်ဆိုဒီမှာလဲဒီအိမ်မှာဆိုရင်ဒါဒီပဇွန်ဆိုရင်ခေါင်းတွေရောအမီးတွေရောအကုန်စားတာပေါ့နော်ဒီ buffet ဆန်ရောက်တဲ့ဆိုရင်တော့ဒီခေါင်းကိုဖြုတ်လိုက်မှနှမီးပိုင်းဆိုမစားမှအဲ့လိုနည်းနည်းလေးတော့ကြီးကျက်သွားတာပါတခါလေးကြာရင်တော့ဒီပဇွန်ကတော့ဒီစိတ်ရှည်တယ်ပေါ့နော်ဒီအခွန်တွေလဲခွာပြီးစားပါတယ်တချို့ခါလေးကြာရင်တော့ပြင်းတော့ဒီတိုင်းပဲဘယ်လိုပြောရမလဲခေါင်းဖြုတ်ပြီးရတဲ့နှမီးကနေကင်ပြီးတော့ပဲဒီတိုင်းပဲဝါလိုက်တာပေါ့နော်အခုလိုအဆုံးထိကြည့်ပေးလို့တူတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေ